ကြောက်တလုံးရဲ့တွင်းထဲမှာလူလောက်တောင်မဟုတ်ပဲနဲ့တဘာဝအတိုင်း RS စလုံးပုံစံပါလာပဲဆိုရင်ခင်ဗျားတို့ယုံမကြောက်ရဲ့ရတနာလောကမှာကဘာကျော်ဂျန်ဟန်တာတယောက်ဖြစ်တယ်လမ်ဘတ်ရီဆော့တာမှာဒီလိုကြောက်မျိုးတခါမှမကင်ဘူးလို့ဝန်ခံလိုက်တယ်နော် I have never, and I mean never, held something like this in my hand. ဒီဗီဒီယိုထဲမှာမြင်နေရတယ်တော့နက်ပြရဲ့တဘာဝနေတာ natural sapphire ကြောက်စစ်တလုံးမှာ gemology ပညာအရကြောက်တလုံးရဲ့အတွင်းထဲမှာရှိတဲ့အနေအနှစ်နဲ့ပုံမြင်တွေကလူလုတ်ထားတာမဟုတ်ပဲနဲ့တဘာဝအတိုင်းဖြစ်ဖြစ်နေတာတနည်းအားဖြင့်ဆိုရင်အဲ့ဒါတွေကရှုပ်ထွေးပြီးတော့စီးချက်လုံးဝမရှိဘူးပေါ့ဒီဗီဒီယိုရဲ့အဓိက main point ဟာဆိုရင်ကြောက်ရဲ့တန်ဖိုးကအရှောင်ကြောင့်လုံးဝမဟုတ်ပဲနဲ့ကြောက်ရဲ့တွင်းပိုင်းထဲမှာတဘာဝလျောက်ဖြစ်ပေါ်နေတဲ့အာရပ်ဘာသာစကားနဲ့အလားလို့အဓိပ္ပာယ်ရတဲ့စလုံးပုံစံအတိအကျထုတ်ပေါ်လာတာเนาะပညာရှင်တွေရဲ့တွက်ချက်မှုရဆိုရင်ဒါဟာလူလုတ်ထွင်းတာလည်းမဟုတ်တယ်လို့ဓာတ်မှုနဲ့ပြင်တာလည်းမဟုတ်တာဖြစ်တဲ့အတွက်ကြောင့်မို့ဒီလိုတဘာဝအတိုင်းဖြစ်ပေါ်နေဖို့ဆိုတာအရန်ရှားပါလုံးဝကြည့်ရနော်ဒါကိုတိုက်ဆိုင်မှုလိုပဲထင်လားမဟုတ်အံ့ဖွယ်တစ်ခုလိုပဲထင်လားအမြင်လေးကိုလိုလိုလဲလဲဝီဆွေးနေတော့ကြအောင်နော်